မင်္ဂလာပါမိတ်ဆွေတို့ရေတင့်ရဲ့အခြေဟောင်းကတင့်စီကိုပြန်လာဖို့ရှိနေသလားဒါမှမဟုတ်တင်ကတခြားတယောက်ကိုရှာဖွေရတော့မလားဆိုတာနဲ့ပတ်သက်ပြီးတော့မှထားတော့လမ်းညွှန်ချက်လေးလုပ်ပေးသွားပါမယ်မိတ်ဆွေတို့အနေနဲ့ရှေ့မှာရှိတဲ့ကတ်၃ခုတွေကတခုခုကိုစိတ်အာရုံစူးစိုက်ပြီးတော့မှရွေးချယ်ပေးအောင်ပါပဲခင်ဗျာရွေးချယ်တဲ့အခါမှာလည်းမိမိဖြစ်ချင်တဲ့ဆန္ဒကိုရှေ့တန်းမတင်မဲနဲ့တကယ်ဖြစ်တင်ဖြစ်ထိုက်တဲ့အဖြစ်အမှန်ကိုသာပြောပြပါဆိုပြီးတော့မှစိတ်အာရုံစူးစိုက်ပြီးတော့မှရွေးချယ်ပေးဖို့လိုပါတယ်ရွေးချယ်ဖို့အတွက်အချိန်5စက္ကန့်ပေးပါမယ်အခုပထမဦးဆုံးကတ်ကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကတ်ကတော့ဖလားလူလင်ကတ်ဖြစ်ပါတယ်သူကတင်းစီကိုပြန်လာဖို့အခွင့်အရေးတော့ရှိနေပါတယ်ဒါပေမဲ့ကြီးကြီးမားမားနောင်တတွေရင်းကျက်တဲ့ပြောင်းလဲမှုတွေနဲ့ပြန်လာတာမျိုးတော့မဟုတ်ပါဘူးတင့်ကိုလွမ်းလိုက်တာဆိုတဲ့တာမန်စကားလေးမျိုးခလေးဆန်တဲ့ခံစားချက်မျိုးတာမန်တောင်းပန်စကားမျိုးပြောပြီးတော့မှပြန်လဲဝင်ရောက်လာခြင်းတဲ့ပုံစံမျိုးတွေ့နေရပါတယ်။ဒါကြောင့်မလို့ပြန်လာမယ်ဆိုရင်လည်းလေးနက်တဲ့ပုံစံမျိုးဆိုတာထက်ခလေးကလားဆန်တဲ့အခြေအနေမျိုးကိုထပ်ပြီးတော့ကြုံတွေ့ရဖို့ရှိနေပါတယ်။ဒါကြောင့်မလို့သူ့ကိုလက်ခံတဲ့လက်မခံတဲ့ဆိုတာကတော့တင်ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။တဲ့အနေနဲ့သူ့ကိုစောင့်မနေတော့ဘဲနဲ့အစ်စ်ရှာဖွေဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ရင်ခုန်စရာကောင်းတဲ့အခြေဥခံစားချက်မျိုးပေးနိုင်မဲ့သူအသက်ငယ်တဲ့သူဒါမှမဟုတ်စိတ်သဘောထားနုပြိုတဲ့သူတယောက်ရောက်ရှိဖို့တွေ့နေရပါတယ်။အကြံပေးချင်တာကတော့စိတ်လှုပ်ရှားစရာကံလန့်မှုတစ်ခုခုရောက်ရှိဖို့ကကျင်းတည်နေပါတယ်ဒါပေမဲ့အဲ့ဒီခံစားချက်အဲ့ဒီအခွင့်အရေးပေါ်မှာချက်ချင်းကြီးမျှော်လင့်ချက်အပြည့်ထားပြီးတော့လက်ခံလိုက်တာမျိုးမလုပ်ဘဲနဲ့တည်တည်ချာချာဆုံးဖြတ်ပြီးတော့မှလက်ခံဖို့လိုအပ်ပါတယ်ခင်ဗျာဒီနံပါတ်1ကတ်ကိုရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့ comment မှာနံပါတ်1လို့ရေးခဲ့ပေးပါအောင်ခင်ဗျာနံပါတ်2ကတ်ကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ဒီကတ်ကတော့ဖလားမြင်းစည်းသူရဲ့ကတ်ဖြစ်ပါတယ်သူပြန်လာမလားဆိုရင်ဒီကတ်ရဲ့အဓိပ္ပာယ်ကတော့အချစ်အတွက်စွန့်စားရဲတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်တင်းစီကိုတကယ်ပဲနောင်နာတွေအချစ်တွေအပြည့်နဲ့ပြန်လာဖို့ရာဂိုင်းလုံးတော်တော်လေးများနေတာတွေ့ရပါတယ်။တင့်ကိုနှလုံးသားထဲကနေတကယ်တန်ဖိုးထားခဲ့မိသွားလို့တကယ်တောင်းပန်ခြင်းနဲ့စိတ်နဲ့ပြန်လာမယ့်အခြေအနေမျိုးတွေ့ရပါတယ်။ဒါကြောင့်မလို့တင့်အနေနဲ့တော့အသက်ရှာဖို့အတွက်မလိုအပ်ဘူးလို့ပြောချင်ပါတယ်။တကယ်လို့တင်ကအတိတ်ကလူကိုလုံးဝလက်မခံတော့ဘဲနဲ့အသက်ရှာမယ်ဆိုရင်တော့လေတင့်အပေါ်မှာတကယ်ကိုမှအလိုလိုက်အကြိုက်ဆောင်မဲ့အခြေရေးကိုအလေးနဲ့ထားမဲ့အချစ်တစ်ခုအချိန်တိုတွင်ရောက်ရှိလာဖို့ရှိနေပါတယ်အကြံပေးချင်တာကတော့တင့်ရဲ့နှလုံးသားကိုဖွင့်ထားပေးဖို့လိုအပ်ပါတယ်အတိတ်ကလူပဲဖြစ်ဖြစ်အသစ်ပဲဖြစ်ဖြစ်တင့်ကိုစိတ်လှုပ်ရှားရင်ခုန်စရာကောင်းတဲ့အချစ်လန်းခီးကိုခေါ်ဆောင်ပေးမဲ့အခြေအနေမျိုးတွေ့နေရပါတယ်ဒါကြောင့်မလို့တင့်အနေနဲ့စိတ်အေးအေးထားပြီးတော့မှစောင့်ကြည့်ပေးဖို့ပဲလိုအပ်ပါတယ်ခင်ဗျာဒီကတ်ကိုရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့လည်းနံပါတ်2လို့မှန်းခဲ့ပေးပါအောင်နံပါတ်3ကတ်ကိုရွေးချယ်ခဲ့တဲ့သူအတွက်ဖတ်ပြပေးပါမယ်ခင်ဗျာဒီကတ်ကတော့ကိုပြန်ပြီးတော့ချစ်ရမယ်အချစ်စစ်ကအချိန်တန်ရင်စိုက်အမြိုက်ရောက်ရှိလာဖို့ရှိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါဒီတော့သူပြန်လာမလားဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်သူပြန်လာဖို့ဆိုတာထက်တင့်အပေါ်မှာတွေးတောပြီးတော့တတိယနေတာနောင်တရနေတာမျိုးတွေတော့တွေ့ရပါတယ်ဒါပေမဲ့လက်ရှိမှာတော့တင်ကသူ့ထက်ပိုပြီးတော့မှအရင်ကျက်တည်ငြိမ်နေပါပြီသူပြန်လာခဲ့ရင်တော့မှတင်ဘက်ကခွင့်လွတ်နိုင်စွမ်းရှိမရှိဆိုတာကတော့တင့်ပေါ်မှာပဲမူတည်ပါတယ်တင့်အနေနဲ့အသက်ရှာဖို့လိုအပ်သလားဆိုရင်တော့အခုချိန်မှာအချစ်ကိုစာလောင်မွတ်သိပ်ပြီးတော့မှအသေးအတန်ရှာဖွေနေစရာမလိုတဲ့အခြေအနေတော့တွေ့ရပါတယ်တင့်ကိုတင်ဂယုစိုက်ပြီးတော့မှစိတ်ပိုင်းဆိုင်ရာအနာကျက်အောင်လုပ်နေရင်းနဲ့တင်တင့်ကိုအလွန်အမင်းနားလည်ပေးနိုင်မဲ့ရင်းကျက်တည်ငြိမ်တဲ့အချစ်စစ်ပိုင်ရှင်မျိုးနဲ့ဆုံးတွေ့ရဖို့ရှိနေပါတယ်အကြံပေးချင်တာကတော့အတိတ်လူပြန်လာမလားဆိုတာထက်လက်ရှိမိမိရဲ့စိတ်ခံစားချက်ငြိမ်းချမ်းမှုကိုပဲဦးစားပေးဖို့လိုအပ်ပါတယ်သင်ဟာအချစ်ခံရဖို့အပြည့်အဝထိုက်တန်တဲ့သူဖြစ်တာကြောင့်စိတ်အေးအေးထားပြီးတော့မှစောင့်ကြည့်ပေးဖို့ပဲလိုအပ်ပါတယ်လို့ပြောချင်ပါတယ်ဒီကတ်ကိုရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့လည်း comment မှာနံပါတ်3လို့မှန်ခဲ့ပေးပါအောင်ခင်ဗျာ